မင်္ဂလာပါမိုးရင်းမှာပစ္စည်းတစ်ခုရောင်းပေးပါမယ်မနက်ကကျွန်တော်မျိုးသမီးကပစ္စည်းဈေးတွက်နေကျွန်တော်လှမ်းអော်လိုက်တာဘာလဲဆိုတော့ယောက်ျားကြီးတဲ့အနက်ဆုပ်တဲ့ဥက2000ခွဲတဲ့အဲ့နဲ့ကျွန်တော်လည်းကြောင်တောင်ဖြစ်သွားတယ်ပေါ့ဒါလည်းအနက်ဆုပ်တဲ့ဥတွေမရောင်းပါဘူးပေါ့မှာလည်းမမှာထားဘူးပေါ့နောက်မှသူပြတော့မှကြည့်တော့ဒါဖြစ်နေကောင်ကအနက်ဆုပ်တဲ့စီလီကာကျဲကိုမှလက်ဝဲအိတ်ထဲကိုထိုးပြီးတော့သိန်းတဲ့ပုံစံပေါ့လက်ဝဲအိတ်ကစားပြီးသွားလို့ရှိရင်ဒီဟာလေးကိုလက်ဝဲအိတ်ထဲကိုထည့်ထားလို့ရအောင်လို့ပုံစံလေးကိုချုပ်ပေးထားတဲ့ကောင်လေးဖြစ်ပါတယ်တဲမှာစီလီကာဂျယ်လေးတွေပါတယ်ဗျာဒီကောင်အနက်တော့မပါဘူးသူကအနက်ဆုပ်တဲ့ကောင်ဆိုတော့အနက်တော့မပါဘူးကားတွေထဲမှာလည်းဒါထားလို့ရတယ်ကားတွေထဲမှာအနက်ဆုပ်တဲ့ပစ္စည်းတွေနဲ့သုံးလို့လည်းရတယ်ပုံစံကတော့ဒီပုံစံလေးပေါ့နော်ဒါလေးတော့စီလီကာဂျယ်အထုပ်လေးနှစ်ခုပါသူကလက်ဝဲအိတ်ထဲကိုထည့်လို့ရအောင်ဒီလိုပေါ့ဝိတ်ဒါလေးအသက်ဆိုတော့ဟိုကခတ်လက်ဝဲအိတ်ထဲကိုဒီလိုမျိုးလေးထည့်ပြီးတော့ကိုလက်ဝိတ်ထိုးပြီးတဲ့အချိန်မှာပေါ့အချွေးပိုင်ဆိုနေလဲရတယ်ဒီကောင်ကဒီလိုလေးတိမ့်လို့ရတယ်ပေါ့နော်ဒီကောင်လေးကကျွန်တော်2000ခွဲနဲ့ပဲရောင်းမှာဖြစ်ပါတယ်လက်အိတ်မဟုတ်ဘူးနော်ဒီဟာလေးစီလီကာဂျယ်ထုတ်လေးကိုပြောတာဒါလေးကတော့ကျွန်တော်စည်ရင်းသွင်းတဲ့နေရာမှာနာမည်ပေးထားတာတော့စီလီကာဂျယ်ထုတ်မဟုတ်ပါဘူးနှက်ဆုပ်တဲ့ဦးတဲ့အဲ့လိုတော့လာမွယ်ပါနဲ့ရပါတော့ဒါလည်းစီလီကာဂျယ်ထုတ်လေးပဲဖြစ်ပါတယ်ဒီလိုဘဲညာတစ်စုံဒီလိုတစ်ခုကို2000ခွဲနဲ့ရောင်းပေးမှဖြစ်ပါတယ်မိုးလေးမှာဒါလေးတော်တော်လေးသုံးဝင်တယ်နော်လောအိတ်တို့ဒီအိုင်းမထားဘဲဒါလေးသာထိုးတက်ထားလိုက်အနက်တော်တော်တက်တာမဲ့ကောင်လေးပဲဖြစ်ပါတယ်ဒီကောင်ကစိုးထိုင်းစားများတဲ့ကောင်လေးကိုလည်းသုံးလို့ရဗျဒီကောင်လေးကနော်